မင်္ဂလာပါအရှင်မလေးတို့ရေဒီနေ့ချက်ပြပေးမယ့်ဟင်းလေးကတော့ငါးဥကျော်လေးရဲ့စက်သိမ်းမြင့်ဟင်းလေးရဲ့ဖြစ်ပါတယ်ဒီဟင်းနှမျိုးကိုမြန်မာငွေ9000ကျပ်တင်နဲ့ချက်ပြထားတာဒီလိုဗီဒီယိုလေးကိုစုံကြည့်ကြည့်ပေးပါအောင်ရှင်ပထမဆုံးအနေနဲ့တဲဥရဲကိုရေတစ်ခွက်စာထည့်ပြီးတော့ငါးဥလေးကိုမကြေသွားအောင်လို့ကျွတ်ကျွတ်အိတ်လေးနဲ့ထည့်ပြီးတော့ပြုတ်ပါမယ်ရှင်ပြုတ်ရပြီဆိုရင်တော့လိုအပ်တဲ့ဟင်းနှစ်လုပ်ဖို့အတွက်ချက်တုံဖြူနေခြင်းကိုရုပ်ဆောင်လေးကိုထည့်ထောင်းပါမယ်ချက်တုံဖြူနီလေးထားမိပြီဆိုရင်တော့ငါးဥလေးကိုဆက်ကြည့်လိုက်ပါမယ်ငါးဥလေးကိုမချက်ချက်လေးလည်းပြုတ်ထားရပြီဆိုတော့ဒေဝရီကနေပြီးတော့ဆက်လိုက်ပါမယ်ဆက်ပြီးသွားပြီဆိုရင်တော့ကျွတ်ကျွတ်အိတ်လေးကနေထုတ်ပြီးတော့ငါးဥလေးတွေကိုခဏအကြာအေးခံထားလိုက်ပါမယ်ရှင်အေးခဏပြီဆိုရင်တော့ငါးဥချက်ဖို့အတွက်ဒေအိုးတွေကိုစီနှဲငယ်ထည့်ပါမယ်စီလေးတွေကိုအယောင်တင်လေးရအောင်လို့စနွေးမောင်လေးနဲ့ထည့်ပါမယ်စီစုလာပြီဆိုရင်တော့ဂျင်းချက်သွန်အဖြူအနီတို့ကိုအနံလေးမွေးလာတဲ့အထိကြလေးစီသက်ပေးပါမယ်ရှင်ကဲဟင်းချက်သူတို့စီးသက်ပေးလာလိုက်တာအနံလေးလဲမွေးလာပြီဆိုရင်တော့ငရုတ်သီးအယောင်တင်မုံတစုံထည့်ပါမယ်ပြီးရင်တော့ငရုတ်သီးနဲ့လုံပြီးတော့ငရုတ်သီးကိုညီညွတ်အောင်လေးတန်းလာတဲ့အထိစီးသက်ပေးပါမယ်ရှင်ငရုတ်သီးလေးညီညွတ်အောင်တန်းလာပြီဆိုရင်တော့ဆွမ်းနာကပြုတ်ထားတဲ့ငါးဥလေးကိုထည့်ပြီးတော့ငါးဥလေးကိုဖွားဖွားလေးခြေပါမယ်ငါးဥလေးကိုခြေပြီးသွားပြီဆိုရင်တော့ငါးဥလေးကိုကျက်သွားအောင်လို့ရေလေးထည့်ပါမယ်ရှင်ရေလေးထည့်ပြီးသွားပြီဆိုရင်တော့ဒီငါးဥလေးတွေကိုအရသာစားပြဝင်အောင်လို့အရင်ဆုံးအချိုးမုံလေးတစ်စုံထည့်ပါတယ်ပြီးရင်တော့စားလေးအနှဲငယ်ထည့်ပါတယ်ထည့်ပြီးရင်တော့အနှဲငယ်မှွေလိုက်ပြီးတော့အဖုံးအုပ်ထားပါမယ်ရှင်ကဲခဏကြာဒေဝဖုံးလေးကိုဖွင့်ကြည့်လိုက်တော့ရေလေးလည်းခန်းလာပြီးစီလေးလည်းပြန်လာပြီးဆိုလို့ရှိရင်နည်းနည်းလောက်မှွေပြီးတော့ပေါ့နော်ရေနည်းနည်းလောက်ခန်းလာတဲ့အထိခဏအကြာထားလိုက်ပါမယ်ရှင်ရေလေးလည်းအတော်ခန်းသွားပြီးတော့ဒီနေထားလေးလောက်ရောက်ရင်တော့နှင်းချက်သူကိုချလိုက်ပါမယ်ရှင်ပြီးရင်တော့ပကံလုံးတစ်ခုတွေကိုခတ်ထည့်ထားလိုက်ပါမယ်ရှင်ပကံလုံးတစ်ခုတွေကိုခတ်ထည့်သွားလိုက်ပြီးဆိုရင်တော့ဟင်းချက်သူတို့နောက်ဟင်းတစ်မျိုးကိုချက်ဖို့အတွက်စပြီးတော့ပြင်ဆင်ပါမယ်ဒေဝတော့ဒီနေရာမှာမစေးတော့ပါဘူးပေါ့နော်နောက်ထပ်ချက်မဲ့ဟင်းလေးကတော့ချက်သိမ်းမြင့်ဟင်းလေးဖြစ်ပါတယ်ချက်သိမ်းမြင့်ချက်ဖို့အတွက်ချက်သွန်အဖြူနီချင်းကိုလည်းခဏကအတိုင်းပဲစီတက်ပေးလိုက်ပါမယ်ရှင်စီတက်နံလေးလည်းမွေးလာပြီဆိုရင်တော့ငရုတ်သီးအယောင်တင်မုံစုံထည့်ပြီးတော့စီတက်ပါမယ်ငရုတ်သီးကိုညီညွတ်အောင်တန်းလာတဲ့အထိစီတက်ပေးပါမယ်ငရုတ်သီးလေးညီညွတ်အောင်တန်းလာပြီဆိုရင်တော့ချက်သိမ်းမြင့်လေးတွေကိုထည့်ပြီးတော့လုံးပါမယ်ရေလုံးဝမထည့်ဘဲနဲ့သူ့ရဲ့ရေနဲ့ပဲသူခဏထားပြီးတော့လုံးပါမယ်လုံးရည်လေးခမ်းပြီးတော့စီပြန်လာအောင်လို့အဖုံးလေးခဏအုပ်ထားပါမယ်ကဲခဏကြာဟင်းချက်သူကိုအဖုံးလေးပြန်ဖွင့်ကြည့်လိုက်တော့လုံးရည်လေးလည်းခမ်းသွားပြီးစီလေးတွေလည်းပြန်လာပြီဆိုရင်တော့ဟင်းချက်သူကိုဒီချက်တိုင်းမြစ်လေးတွေကိုပေါ့နော်ဆက်ပြီးတော့နူးသွားအောင်လို့ရေလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့ရေလေးနည်းနည်းထည့်ပြီးပြီဆိုရင်တော့ဟင်းချက်သူကိုခဏကြာအဖုံးလေးအုပ်ပြီးတော့တည်လိုက်ပါမယ်ရှင်မိနစ်ငယ်နဲ့ကြာမှဟင်းချက်သူကိုအဖုံးလေးကိုပြန်ဖွင့်ကြည့်လိုက်တော့ရေလေးတွေကလည်းတဖြည်းဖြည်းနဲ့ခန်းလာပြီးတော့စီလေးလည်းပြန်လာပြီးဆိုရင်တော့ဒီနေထားလေးရပြီဆိုရင်တော့ဟင်းချက်သူကိုကြက်သိမ်းမြင့်ဟင်းလေးချက်ပါပြီပေါ့နော်ကြက်သိမ်းမြင့်ဟင်းလေးချက်ပြီဆိုရင်တော့ပကံလုံးလေးတစ်ခုလေးကိုခတ်ထည့်ထားလိုက်ပါမယ်ရှင်ကဲဒါဆိုရင်တော့ဒီနေ့မှာမိသားစု3ယောက်စာမြန်မာ9000နဲ့ဟင်းနှမျိုးကိုချက်ပြပေးသွားတာဖြစ်ပါရဲ့ရှင်နောက်နေ့တွေမှာလည်းမြန်မာငွေ9000ကျပ်ထဲနဲ့ဟင်းဘယ်နှမျိုးကိုချက်ပြပေးသွားမှာလဲဆိုတာကိုသိရအောင်လို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်